တဲ့အချိန်မှာတော့နာရူတိုကိုခါကာရှီကလာခေါ်သွားပြီးဟိုကာကအဆောက်အုံရှိမှာဂါမာကွန်နာတို့တားဖရောက်နေကြတာကိုတွေ့လိုက်ရပါတယ်ဂါမာကီချီကတခုခုကိုပြောဖို့လုပ်ပေမဲ့သူ့အဖေကဝင်တားလိုက်ပြီးအဲ့ကိစ္စကိုပြောဖို့ကသူတို့နဲ့မဆိုင်ဘူးလို့ဆိုလိုက်ပါတယ်ဟိုကာကဲရုံငန်းထဲမှာတော့ဖူကာဆာကူဖားဖိုးကြီးနဲ့တူတခြားသူတွေလည်းရှိနေကြပြီးနာရူတိုကိုလည်းဂျီရာကြီးကကောင်လေးရဲ့ဟော့ကိန်းနဲ့ကလေးလာလို့နေပါတယ်နာရူတိုကတော့ဂျီရာကြီးကိုကောင်လေးတယောက်လိုပြောနေတဲ့ဖားအိုကြီးကိုမကျေနပ်ပေမဲ့ဖူကာဆာကူကဂျီရာကြီးကိုပညာရှိတိုင်းတင်ပေးခဲ့တဲ့သူဖြစ်ပြီးမျိုးဘကူတောင်ကဖားပညာရှိကြီးတယောက်ဖြစ်မှန်းသိလိုက်ရပါတယ်အဲ့ချိန်မှာပဲရုပ်တရက်ဖူကာဆာကူကဂျီရာကြီးကောင်လေးကိုအာယုံဆိုင်လို့မရဖြစ်နေပါတယ်အဲ့ချိန်မှာဆာစကေက Fireball Jutsu နဲ့အယောင်ပြပြီးချီတိုရီနဲ့တိုက်လိုက်တာကြောင့်အီတာချီကအမိုးပေါ်ကိုတက်ပြီးရှောင်လိုက်ရင်းနဲ့ Fireball Jutsu ကိုပဲ Pro ကြကြပြန်လုံးပြလိုက်ပါတယ်ဆာစကေကလည်းသူ့ရဲ့အတောင်တစ်ဖက်နဲ့ကာထားလိုက်တဲ့ကြောင့်ဘာမှမဖြစ်သွားပေမဲ့အူချီယာရဲ့အထင်ကရ Fire Style Fireball Jutsu တွေကိုဂျိုင်တူထက်သုံးလိုက်ကြပါတယ်ဒါပေမဲ့ Sasuke ရဲ့ Fire Jutsu ကပိုပြီးအားတာလာတဲ့အချိန်မှာ Itachi ကသွေးတွေစီကျလာတဲ့ညာဘက်မျက်လုံးကတစ်စစ် Amaterasu အနက်အောင်မိတော့ကိုသုံးလိုက်ပါတယ် Amaterasu ဆိုတာယူသားမငိမ့်မချင်းဒါမှမဟုတ်သူလောင်ကျွမ်းတဲ့အရာမကုန်မချင်းမငိမ့်တဲ့ကြောင့် Sasuke ရဲ့မိတော့တွေကတခဏအတွင်းအကုန်လုံးပျောက်သွားပါတယ်